ကျွန်တော်ဖရာသခင်ဘာကြောင့်ဒီနေ့ဒီချိန်ဒီနိုင်မှာမြောင်များစွာသောသူတွေအတွက်အသုံးပြုလဲတိလန်ကြီးကိုမောင်မတော်တိလန်ကြီးကိုမောင်ကျွန်တော်ပြောပြမယ်ကျွန်တော်ကဒေါက်တာဘွဲ့တွေရပြီးတော့မှနိုင်ငံခြားမှာကျွန်တော်ဘွဲ့တွေအကြီးကျယ်ယူပြီးတော့မှကျွန်တော်အမှုတော်ဆောင်နေတယ်ဆိုရင်တော့ဘာမှထူးခြားဘူးလေနော်ဒါပေမဲ့ကျွန်တော်မှာဘာဘွဲ့မှလည်းမရှိဘူးဘာအတိုင်းဝိုင်းမှလည်းမရှိဘူးဘာရည်ချင်းမှလည်းမရှိဘူးဒါပေမဲ့ကျွန်တော်မှာရှိတာယေရှုရှိတယ်အာမင်ပြီးတော့ကျွန်တော်ကဘာကိုလုံးဝအနံ့ထားလဲဆိုရင်ယေရှုကအရာရာပဲကျွန်တော်ကတုံညအာမင်ဆိုကျွန်တော်တတ်နိုင်ခြင်းဘာတစ်ခုမှမရှိဘူးဆိုတာကျွန်တော်ခံယူထားတယ်ပြီးတော့မှကျွန်တော်ကဖျားလက်တဲ့အပ်ထားတဲ့အရာတခုကျွန်တော်အယမ်းစိတ်ချတာအဲ့ဒါတော့ကျွန်တော်ကျေးဇူးတော်တခုကပါဆိုကျွန်တော်စိတ်ချထားတယ်ဘာလို့တလားညီကောင်မောင်မတို့တင်ပူနေရင်ဖျားလုံးမလုပ်ဘူးတင်စိတ်ချရင်ဖျားလုံးလုပ်တယ်ပြန်ပြောမယ်တေချာနာထောင်ပေးတင်စိတ်ပူနေရင်ဖျားလုံးမလုပ်ဘူးတင်စိတ်ချရင်ဖျားစားလုပ်ပြီတင်ဖျားပေါ်မှာစိတ်ချတက်လာရင်ဖျားသခင်လုံမဲ့အရာကလူမျက်စိနဲ့မမြင်နိုင်ဘူးနားဖြင့်မကြားနိုင်ဘူးစိတ်လုံးနဲ့မကြံစည်နိုင်ထိုရအလုံးစုံတို့ဖျားသခင်ဝိညာဉ်တော်အဖြစ်သိအောင်မဆာသွားလိမ့်မယ်အဲ့ဒါအလွတ်ချက်ထားညီကိုမောင်မတော်အလွတ်ရပြီလို့ထင်တယ်ကျွန်တော်ညီကိုမောင်မအားလို့ဒီမှာတော့နော်အလွတ်ရပြီလို့ထင်တယ်ဒီ MC က share ပဲအရင်တော်တာအခုနပဲနည်းနည်းလေးသိရွတ်လို့မရအောင်တိကောခန်းကြီးနဲ့ငယ်9နဲ့10ဟုတ်ပြီโอเคညီကိုမောင်တော့ကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော်တို့နားလည်ရမယ့်အရာကဘာလဲလို့ပြောလာရင်ကျွန်တော်တို့ကပင်ပန်းနေရမယ့်သူတွေမို့ဘုရားခင်တန်ရှင်းချင်းရှိကြပါလို့ပြောတယ်တင်တန်ရှင်းနိုင်လားမတန်ရှင်းနိုင်ဘူးဒါပေမဲ့တန်ရှင်းစေနိုင်တဲ့ဘုရားရှိတယ်အဲ့ဒါကိုတင်အားကိုးရမယ်အာမင်တန်ရှင်းစေနိုင်တဲ့ဘုရားကိုတင်ပါလို့ရမလဲအဖခမည်းတော်စုံလင်တဲ့ကဲ့သို့တင်တို့စုံလင်ခြင်းရှိကြလို့တယ်တင်တို့စုံလင်နိုင်မလားကိုခွန်အားနဲ့ဖယားမနိုင်တဲ့ဝန်ဘယ်တော့မှထန်ကြဘူးစုံလင်စေမယ်ဘယ်သူအဖြစ်လဲတန်ရှင်းသောဝိညာဉ်တော်အဖြစ်စုံလင်စေလိမ့်မယ်ဒါဆိုတင်ဘသူနဲ့များများမိတ္တဟာယဖွဲ့ရမလဲခမည်းတော်ပတ်ထားကြီးကိုမောင်တော့တင်ဘသူကိုဆုတောင်းတာလဲဆုတောင်းရင်ခမည်းတော်ဖယားကိုဆုတောင်းတာဘသူနာမနဲ့ဆုတောင်းတာလဲဘသူရဲ့မဆာချင်းလို့လဲဝိညာဉ်တော်ရဲ့မဆာချင်းလို့တယ်အာမင်ဟာလေလုယာဟာလေလုနားလဲပါသလားဘသူအဆုတောင်းတာလဲဘသူနာမနဲ့လဲဘသူရဲ့အကူညီလို့လဲ yes ဒါရှင်တော်ဝိညာဉ်တော်ရဲ့ကူညီမဆာချင်းကအင်မတန်အရေးကြီးတာဖြစ်တယ်အာမင်ဒါရှင်တော်ဝိညာဉ်တော်ရဲ့မဆာချင်းပါလာရင်မဖြစ်နိုင်တဲ့အရာတွေသင်ရဲ့တက်တာမှာကုန်ဖြစ်လာလိမ့်မယ်လူမျက်စိပြမမြင်နားပြမကြားစိတ်လုံးနဲ့မကြံစီသေးထို့ရအလုံးစုံကိုဘုရားခင်ဝိညာဉ်တော်အဖြစ်ပေါ်ပြသွားလိမ့်မယ်ဒါကြောင့်ညီကိုမောင်မအားလုံးကျွန်တော်ပြောမယ်ဒီနေ့ဘုရားခင်ကျွန်တော်ငွေပေးပါလို့ပြောနေသူတွေရက်လိုက်တော့ဆုတောင်းနေရက်ပလိုက်ဘုရားခင်ကြွယ်ဝချင်းပေးပါရက်ပလိုက်တင်ဖယားနဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပဲမိတ္တဟာယဖွဲ့ပြောဘေးနာရှိသူပြောလိုက်တန်ရှင်တော်ဝိညာဉ်တော်မိတ္တဖွဲ့โอเคတန်ရှင်တော်ဝိညာဉ်တော်နဲ့မိတ္တဖွဲ့တယ်ဆိုတာဘာလဲဥမာကြောပြောမယ်ထိုင်းပြီထိုင်းမလို့သိမလို့ဝိညာဉ်တော်ဖယားကျွန်တော်ဒီကိစ္စကျွန်တော်ဘယ်လိုဖြေရှင်းရမလဲမသိဘူးဖြစ်နေမသိဘူးဝိညာဉ်တော်ဖယားတော့ဖွင့်ပြပါတော့နားလဲစေပါသမီးကိုနားလဲစေပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးဖြစ်နေဘယ်လိုလုပ်ရမှာလဲဒီလုပ်ငန်းမှာဒီလူနဲ့တွဲလုပ်ရမှာလားမလုပ်အောင်လားမလုပ်အောင်လားလုပ်အောင်မလားသူစိတ်ချလားမချရဘူးလားဝိညာဉ်တော်နားလဲစေပါစကားများများပြော talk to Holy Spirit အင်္ဂလိပ်ဆိုဝိညာဉ်တော်နဲ့များများစကားပြောမိသားဖွဲ့တင်တခုခုဆိုရင်တင်ဖုန်းကောက်ကြိုင်လို့တငယ်ချင်းနေတယ်တင်မတိုင်မင်တတ်ဘူးလားတခါလေတခါတလေအမြဲတမ်းတော့မဟုတ်ပါဘူးကွတခါတလေပေါ့အတိုင်မင်တက်လားမင်းညာဥမာဘောနော်မရှိတဲ့နာမည်ရှောက်ပြောတာမင်းညာဘယ်လိုလဲငါအလုပ်လုပ်ရှင်နေတက်မှာငါပတ်စံနည်းနည်းတော့ရှိတယ်အဲ့ဒါဘယ်လိုလုပ်ကောင်းလဲမသိဘူးကုန်ကူရင်ကောင်းမလားမကောင်းထင်တယ်မကောင်းအလှကုန်ပစ္စည်းတယ်ဒါဖတ်အောင်ပို့ရင်ကောင်းမလားနော်နေရောင်းပေးပါလားအဲ့ဒါထက်ဝိညာဉ်တော်ဖျားမင်းညက်နဲ့လောက်အောင်မလောက်အောင်လားဥမာပြောတာမင်းညက်ဆိုကြော်လည်းမသိဘူးသူလဲโอเคမင်းညက်နဲ့လောက်အောင်မလောက်အောင်လားကိုတော့ဖော်ပြပေးပါ
ဟောပြပေးပါလို့ပြောပြီးရင်သင်ဝိညာဉ်တော်ဘာပြောလာမလဲသင်စောင့်တက်ဖို့အင်မတန်အရေးကြီးတယ်ဝိညာဉ်တော်ကတကယ်စကားပြောတယ်ဝိညာဉ်တော်ပုဂ္ဂိုလ်ဖြစ်တယ် Holy Spirit is a person ဒါရှင်တော်ဝိညာဉ်တော်ကပုဂ္ဂိုလ်ဖြစ်တယ်သင်သူနဲ့စကားပြောကြည့်သင်သူနဲ့ယဉ်နီးလိုက်လေသင်အိမ်ထဲမှာသူရှိတယ်ဆိုတာသင်ကောင်းကောင်းသိတယ်တကယ်သိတယ်တခါလေအဝတ်စားလဲဖို့တော့ရှက်တယ်သူရှိလို့အဲ့လောက်ထိ strong ဖြစ်လာရင် sorry နော်ကိုရရေချိုးအောင် sorry ပဲဒီလိုမျိုးတွေဖြစ်လာတခါလေငါဘာဖြစ်လာလဲတယောက်တည်းအဲ့လိုပဲဖြစ်လာ it's so real ဒါရှင်တော်ဝိညာဉ်ကအဲ့လို real ဖြစ်တယ်ညီကောင်မောင်တော့ तू နဲ့မိသားဖွဲ့လာရင် तू ဘာပေးလာမယ်ထင်လို့လဲပညာပေးလာတာအဲ့ဒီပညာရဲ့အနောက်မှာငွေရရှယ်လိုက်တာချမ်းသာခြင်းဆိုတာကအရင်ဆုံးလာတာမဟုတ်ဘူးပညာကအရင်လာတာဒါကြောင့်ရှောလမုန်မင်းကြီးကဘာမှာသူ့လောက်ချမ်းသာတဲ့သူလည်းမရှိခဲ့ဘူးချမ်းသာတဲ့သူလည်းမရှိတော့ဘူးဘာကြောင့်လဲသိလားပညာရသွားလို့အဲ့ဒီပညာကိုတောင်းကြပါလို့ကျွန်တော်ပြောပြချင်တယ်အဲ့ဒီပညာဘယ်ရရတယ်ထင်လဲဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခြင်းကနေပဲပညာရတာမှတ်ထားပါတကယ်ပါညီကောင်မောင်မတို့ရဲ့တင်လက်ဖက်ရည်ဆိုင်မှာတငယ်ချင်းနဲ့သွားထိုင်လို့ပညာမရဘူးမရဘူးသူများအကြောင်းတွေပဲကြားပြီးပြန်လာလိမ့်မယ်ဟိုအကြောင်းဒီအကြောင်းတွေကြားပြီးပြန်လာလိမ့်မယ်တင်ဝိညာဉ်တော်နဲ့မြတ်မိတ္တာဖွဲ့မနှက်ထတာနဲ့လေကျွန်တော်ပြောပြမယ်ညီကောင်မောင်မတို့အဲ့ဒီအချိန်တစ်ချိန်ယူရတဲ့တင်တန်ရှင်တော်ဝိညာဉ်တော်နဲ့တင်စကားပြောဝိညာဉ်တော်နဲ့စကားပြောအိုက်စတိုင်းဆိုတဲ့သူဟာလေဒါတော့မှ तू อ่ะเนาะ तू อ่ะဟိုဥစားပေါ့เนาะဖျားနဲ့မိသားဖွဲ့တာမဟုတ်ဝိညာဉ်တော်နဲ့မိသားဖွဲ့တာမဟုတ်သူ့ဖတ်တာ तू thinking chair မှာ तू တနေ့ကိုထိုင်ချင်းမထိုင်ချင်း2နာရီထိုင်နေတဲ့ thinking chair ဆိုတာ तू လှုပ်ထားတယ်အဲ့ဒီ thinking chair မှာ तू တနေ့ကို2နာရီ तू ထိုင်တယ်ထိုင်ချင်းမထိုင်ချင်းထိုင်လို့ तू ဘာလုပ်လဲဆိုတော့ think လုပ်တယ်တဲ့အဲ့ဒီ thinking ကသူ့ကိုတဲ့တီထွင်စရာအကြောင်းတွေဖြစ်လာတယ်တဲ့โอเคဒါကသူ့ပိုင်းကျွန်တော်ပိုင်းကြတော့တနေ့ကိုတင်တန်ရှင်းသောဝိညာဉ်တော်နဲ့အဲ့ဒီနေရာလေးမှာဘယ်နဲ့နိုင်ဘယ်နဲ့မိနစ်တင်အချိန်ယူမယ်လို့သတ်မှတ်ထားလဲအဲ့ဒါကိုသစ္စာနဲ့တင်လုပ်ကြည့်စမ်းတင်ဟာပညာတိုးကိုတိုးလာလိမ့်မယ်ဝိညာဉ်တော်ကဘာပေးလဲသိလားဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတတ်ဆွမ်းနိုင်သောတတ္တိကိုပေးသောဘာလဲဝိညာဉ်ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်အဲ့ဒီဝိညာဉ်ကိုတင်ရသွားပြီပြီညီကိုမောင်မတော်ဒါကြောင့်အဲ့ဒီဝိညာဉ်တော်နဲ့မိတ္တာဖွဲ့လိုက်အဲ့ထန်စီးထွက်လာတာ wisdom အဲ့ဒီ wisdom အနောက်မှာပါလိုက်လာလဲငွေရေးကြေးရေးကြွယ်ဝခြင်းအကုန်လိုက်လာတာဒါမိတ္တာဖွဲ့ပါဒါကြောင့်ညီကိုမောင်မတော်အဲ့ဒီ level ကိုရောက်ဖို့ရန်အတွက်ဘာပြောလဲဒါကျွန်တော်စ조사တယ်ကျွန်တော်စ조사တယ်စ조사တယ်တို့စ조사လို့မရဘူးဝန်လေးရပင်မန်းတော်သူပေါင်းငါထံသို့လာငါချမ်းသာပေးမယ်လို့ပြောတယ်โอเคချမ်းသာပေးမယ်ဒါကြောင့်ကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်ပြောပြရှင်းတယ်ဖခင်ကကျွန်တော်တို့ကိုချမ်းသာပေးဖို့ပြင်ဆင်ထားပြီးသားကျွန်တော်ဘသူစီသွားမှာလဲဘသူစီသွားမှာလဲယေရှုခရစ်တော်အဖြစ်ငါသည်ချမ်းသာရာသို့ရောက်တယ်ဆိုတာသင်သဘောပေါက်ပြီးယေရှုခရစ်တော်၌သင်ရဲ့အသက်တာတိဆောက်ထားဖို့အရေးကြီးတယ်ယေရှုခရစ်တော်အပြင်ငါသည်ကြွယ်ဝတော်သူဖြစ်တယ်အာမင်ယေရှုခရစ်တော်အပြင်ငါသည်ချမ်းသာတော်သူဖြစ်တယ်အာမင်ဆိုဝင်လေပမန်တော်သူငါထံသို့လာလို့ပြောတဲ့ခါမှာပါလေယေရှုထံ၌ကျွန်တော်အသက်တာလုံးဝစိတ်ချစွာအနံ့လိုက်ဖို့လိုတယ်အာမင်ယေရှုနဲ့ကျွန်တော်အသက်တာလုံးဝအနံ့လိုက်ဖို့ကျွန်တော်ကိုထာဝရအသက်ကိုတော်မှပေးသောအရှင်သည်ကဲတင်ချင်းကိုဖြစ်စေသောအရှင်သည်ကဲတင်ချင်းမဲ့ပေးတာမဟုတ်ဘာပေးတာလဲယေရှုအထဲမှာဘာပါလာလဲကြွယ်ဝခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းအကုန်ပါလာတယ်ဟာလေလုယာတောင်ကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်ပြောပြမယ်အနာယူတက်ရင်အဲ့အနာယူတဲ့နေ့အတွက်ဖခင်အကုန်တာဝန်ယူတယ်ဥမာတမကြည့်မာနမုံမဲ့ကျွန်တော်ကျမ်းစာမဖတ်တော့အချိန်ရရင်ပြန်ဖတ်ကျွန်တော်နောက်ခဏနေကျွန်တော်ပိတ်တော့မယ်ထွတ်မြောက်ကျမ်းခန်းကြီး16မှာနောက်မှဖတ်ဆရာဘယ်နဲ့ပဲဖတ်မှာအစားနဲ့စုပ်တိဖတ်ထွတ်မြောက်ကျမ်းခန်းကြီး16အငယ်1ကနေ38လောက်ထိရှိမယ်အဲ့ဒါအစားဆုံးဖတ်အဲ့မှာဘာတွေ့လဲဆိုတဲ့အခါမှာမာနမုံအကြောင်းတွေ့ရတာโอเคအလုတ်လုတ်တဲ့နေ့တွေမှာတရက်ပြီးတရက်ထားကောက်ရတယ်အနားယူတဲ့နေ့မှာကောက်ဆရာမလို့
Hello မြင်လားမသိဘူးကျွန်တော်ကြည့်ဝင်မြင်လားမသိဘူးအနားယူတဲ့နေ့မှာ rest အနားယူတဲ့နေ့မှာလုံးဝထားမကောက်ခိုင်းဘူးအဲ့ဒီနေ့အတွက်ကြို့ပြီးတော့ဖခင်ကုန်ပြင်ဆင်တာအဲ့ဒီအတွက်မပုတ်စေရဘူးဖခင်တာဝန်ယူတယ်အနားယူတဲ့နေ့ကိုဖခင်ကတိတ်တာဝန်ယူပေးခြင်းနဲ့ဖခင်ဆရာဦးတူကြအမြဲတမ်းပြောတယ်ကြာပြီအနည်း20လောက်ရှိပြီအဲ့စကား The battle belong to the Lord the rest belong to man us တိုက်ပွဲကဖခင်ရဲ့အတာဖြစ်တယ်ကျွန်တော်တို့အတာအနားယူဖို့အနားယူတတ်ပြီလားအနားယူတတ်ပြီလားဒီနေ့ကျွန်တော်ပြောပြချင်တဲ့ညီကိုမောင်မတို့2020လို့ကျွန်မပြောချင်ဘူးဒီကနေစပြီးတော့မှခဲရင်ဆိုးရုပ်ရာကာလလာပြီဆရာပြန်ကောင်းမလာတော့ဘူးလားဆရာဆရာပြန်မကောင်းလာနိုင်တော့ဘူးလားဒုက္ခဆင်းရဲခြင်းအစားတဲ့အခုကဘာလဲအစပဲရှိသေးတယ်ပြောလိုက်ပါဦးဒါပေမဲ့တဲ့ဒီလေးပဲဖတ်ပေးပါ3:30ဗျာဒိတ်3:30ဖတ်ပေးပါဦးဆရာဗျာဒိတ်3:30မြန်လေးဖတ်ပေးပါဦးသင်ဒီငါဤတီးခံခြင်းနဲ့ဆက်ဆိုင်တော့ပါလေနှုတ်ကပတ်တရားကိုစောင့်ရှောက်တော့ကြောင့်ဘယ်ကာလလဲဒီကာလခင်းဆိုရကာလမှာငါမင်းကိုပြန်စောင့်ရှောက်မယ်မင်းကိုငါကွယ်ကာမယ်မင်းကိုငါကောင်းချီးပေးမယ်ခင်းရကာလမှာသူများခင်းရကာလမှာမင်းရဲ့ကြွယ်ဝခြင်းကိုရလိမ့်မယ်ရုံမသလားခင်ဗျဒီမှာညီကိုမောင်မတော်ကျွန်တော်ခင်းရကာလမှာဖခင်ကျွန်တော်လှုပ်ခိုင်းတာတွေအများကြီးပဲကျွန်တော်ခင်းရကာလအချိန်မှာကျွန်တော်ထားလုပ်နေတဲ့လုပ်တွေအများကြီးရှိတယ်လုံးမဲ့အလုပ်တွေအများကြီးရှိတယ်လူနေနဲ့ကြည့်လိုက်မဖြစ်နိုင်တာကြီးပဲဒါပေမဲ့မှတ်ထားညီကိုမောင်မတော်သင်စိတ်ချရင်ဖခင်လှုပ်တယ်သင်စိတ်ချရင်မဖြစ်နိုင်တဲ့အရာတွေအကုန်ဖြစ်လာလိမ့်မယ်ဒီမှာကြည့်ပေတရုကနောက်တစ်နေ့မှာသူ့ကိုဟေရုကထုတ်တတ်ဖို့ရန်တွားသူ့ကိုဟာလာတကယ်ကိုစစ်သားတွေရဲ့အထက်ထက်ကထားတဲ့ထောင်ထဲမှာစစ်သားတွေနဲ့တေးချာသူ့ကိုထိုးပတ်ဒီပတ်ဒီလိုကထားတာဒီလိုချုပ်ထားတာချုပ်ထားတဲ့ကြားထဲမှာ तू ဘာဖြစ်နေလဲကွဟယ်လိုအိပ်ပျော်နေတယ်အော်မနှက်ဖြန်သေရတော့မဲ့လူကအိပ်ပျော်နိုင်လား तू ဘာလို့အိပ်ပျော်တာလဲဆိုတော့ तू စိတ်ချလို့အဲ့ဒီစိတ်ချမှုကိုဘယ်သူပေးတယ်ထင်လို့လဲတန်ရှင်တော်ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းမရှိတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ तू ဟာနှစ်ဖူးတွေ့ဒူးတွေ့မတွေ့ခင်တုန်းကအန်ကောင်တာမဖြစ်ခင်တုန်းကယေရှုလာဖမ်းတဲ့အခါမှာထွက်ပြေးတဲ့အပြင်ငါနဲ့သူနဲ့ဘာမှမဆိုင်ပါဘူးလို့ပြောတဲ့သူဟာသူဖြစ်တယ်သို့တော်တန်ရှင်တော်ဝိညာဉ်တော်ကိုသူနှစ်ဖူးတွေ့ဒူးတွေ့တွေ့ပြီးတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်သူ့ထဲမှာကြီးမားစွာအလုံးလုံးတဲ့အခါမှာပေတရုကဒီလိုလမ်းဖြတ်လျှောက်သွားသူ့ရဲ့အရေးနဲ့ထိတဲ့သူတိုင်းကျမ်းပါတယ်ပေတရုအရေးကြောင့်ကျမ်းမာတာမပေတရုအထဲကဖခင်ရဲ့ဝိညာဉ်တော်ကြောင့်ကျမ်းမာတာဖြစ်တယ်ဒါဆိုတော့ခရိယန်တတ်တာဆိုတာဘာလဲဖခင်အတွက်လှုပ်တာအဓိကမဟုတ်ဖခင်ကိုထဲကနေအလုပ်လုပ်တဲ့တတ်တာဖြစ်တယ်ဒါကြောင့်တခင်ငါ့ကိုခေါ်တော့သူလည်းကောင်းငင်နိုင်ငံဝင်ရလိမ့်မယ်မဟုတ်တယ်ငါခမည်းတော်ရဲ့အလုပ်ကိုဆောင်တော့သူတာလည်းဝင်ရလိမ့်မယ်အဲ့ဒါသဘောပေါက်ကြလားညီကောင်မောင်တို့ဤနေ့၌ကားတဲ့ကိုတော့ခွင့်နဲ့ကျွန်တော်နှဆိုးတွေနင်ထုတ်ပါပြီတဲ့များစွာသောတကိုးတွေပြပါပြီဆုံးမဩဝါဒပေးပါပြီလို့မင်းတို့ပြောကြလိမ့်မယ်တင်းတို့ငါအလင်းမသိအာရမအမှုကိုပြုသောသူတို့ငါထံမှာဖယ်သွားကြလို့ပြောလိမ့်မယ်တဲ့ဘာကိုပြောတာလဲညီကောင်မောင်တို့ဖယားအတွက်လှုပ်တဲ့သူပြောတာမဟုတ်ဘူးဖယားကအထဲကနေအလုံးလှုပ်လို့ရတဲ့သူတွေကိုဖယားသိတယ်ဟယ်လိုဖယားအတွက်လှုပ်တဲ့သူတွေပြောတာမဟုတ်သင်အထဲကနေဖယားအလုံးလှုပ်လို့ရပြီလားတခြားလူဆောင်းသွားတည်ရင်
ရှောလူတော့ဘာမှမထူးခြားပေမဲ့ဒါဝိတ်စောင်းတီးတဲ့ခါမှာရှောလူထဲကနတ်ဆိုးထွက်တယ်ဘာကွာလဲကွယ်ဒါဝိတ်နဲ့အတူဖျားရှိတယ်လို့ကျမ်းစာပြောတယ်ပြောလာညီကိုမောင်မတို့ကျမ်းစာထဲမှာဒါဝိတ်နဲ့အတူဘယ်သူရှိတယ်လို့ပြောလဲဖျားရှိတယ်ဒါဝိတ်နဲ့အတူမှတ်ထားညီကိုမောင်မခရိယန်တတ်တာဆိုတာ he lives in us he lives through us he lives for us သင်အထဲမှာကျင့်ဝတ်တဲ့ဖျားသင်အားဖြင့်အလုပ်လုပ်တဲ့ဖျားပြီးတော့မှသင်အတွက်အလုပ်လုပ်ပေးတဲ့ဖျားဖြစ်တယ်ပညတ်တရားကာလသူဟလာဖျားအတွက်လုပ်ရတာဂျေဇုတရားကျွန်တော်တို့အတွက်လုပ်ပေးတာဒါမောရှေလက်တွင်ပညတ်တရားကိုပေးတော်မူ၏ဂျေဇုတရားနဲ့သစ္စာတရားမူကဘယ်သူအဖြစ်ဖြစ်လဲယေရှုခရစ်တော်အဖြစ်ပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်ယေရှုကပဲလေဝင်လေးပဲမှန်တော့သူပေါငါထန်တော့လာငါသည်ညီကောင်မောင်မတို့ဘာကိုစိတ်ချမှာလဲကျွန်တော်ပြောပြမယ်အားလုံးကြည့်အောင်အလွတ်ပဲဆိုရမယ်အားလုံးသာဝရဖရာသည်ဆက်ဆိုငါဤတိုးထိန်ဖြစ်တော်မူ၏ငါသည်စင်ရဲ့23မျိုးစာလာအစဆုံးဖတ်လိုက်သူဘာလှုပ်ထားတာရှိလဲဆိုတာကြည့်လိုက်ဒါဝိတ်ဘာလှုပ်ထားလဲကြည့်လိုက်ထာဝရဘုရားသည်ငါတိုးထိန်ဖြစ်တော်မူ၏ငါသည်စင်ရဲ့မခံရဘူးစိတ်လန်းသောကြက်စားအရက်မှာငါကိုအိတ်စေတယ်ငါအိတ်တာလားငါကိုအိတ်စေတာလားတာယာသောမျက်နာသို့လမ်းပြတယ်ငါဝိညာဉ်ကိုအားဖြင့်နာမတော်ဖို့လို့ငါတရားလမ်းတော်ထဲမှာသွေးဆောင်တယ်အကယ်၍တင်မင်းရိပ်လွှမ်းမှုသောကျမ်းတွေရှောက်တော်တော်လည်းဘေးနေမှာကြောက်အကြောင်းကိုတော့ဒီကျွန်တော်နဲ့အတူရှိတော်မူသည်ဖြစ်ဖြစ်လှန်တန်နဲ့တောင်းဝဲတော့ကျွန်တော်ကိုဘာဖြစ်လဲချမ်းသာစေပါလေကျွန်တော်ရန်သူရှေ့မှာကျွန်တော်ကို तू ကဇပွဲခင်းတယ်ကျွန်တော်ခေါင်းကိုစီနဲ့လိမ့်တယ်ကျွန်တော်ခွက်ဖလားရှန်လဲရှိတယ်အကယ်စင်စစ်ကျွန်တော်ဒီယေရှုနဲ့ကျူနာတော့တသက်လုံးထရာပြိုင်အိမ်တော်မှာအစင်မြဲဂယုနာဆိုတာတိလာညီကိုမောင်နော်ယေရှုတော်နဲ့ဂယုနာဆိုတာမတူဘူးညီကိုမောင်မတော်ဂယုနာဆိုတာကသင်ကသေပြထိုက်တော်ညာလည်းပဲလွတ်စေလို့စီရင်တာဂယုနာမခံစားထိုက်တဲ့မင်္ဂလာကိုဝင်စားစေတာယေရှုတော်ရလားဂယုနာဆိုတာကသင်ကသေပြခံထိုက်တော်သူဖြစ်တယ်ဒါပေမဲ့သင်ကိုလွတ်စေလို့စီရင်တယ်ဟုတ်ပြီနော်ယေရှုတော်ကြတော့ဘာလဲဆိုတော့သင်ဟာလုံးဝမထိုက်တန်သောသူဖြစ်ပေမဲ့သင်ကိုအရေးအရာပေးလိုက်တယ်သင်ဟာတခိုးဖြစ်တယ်ဒါပေမဲ့သင်ကိုဗန္နာအပ်လိုက်တယ်အဲ့ဒါယေရှုတော်သင်ကသေစေဖို့သေမိန်ချတော်သူဖြစ်တယ်ဒါပေမဲ့ no အဲ့ဒီအမင်္ဂလာမင်းနဲ့မဆိုင်တော့ဘူးဖယ်ရှားပေးတယ်အဲ့ဒါဂယုနာဒါညီကိုမောင်မအားလုံးကျွန်တော်ပြောပြမယ်ဂျေဇုနဲ့ဂယုနာတော့တသက်လုံးထပ်ပြိုင်အိမ်တော်မှာအစင်မြဲသူဘာလောက်တာရှိလဲထပ်ပြိုင်ဒီငါတိုးထိန်ဖြစ်တယ်ငါဒီစင်မကသူ့ရဲ့ focus ကတိုးထိန်မှာပဲရှိတယ်ဒါပဲတဲ့တိုးရဲ့အလောက်ကပါလဲတိုးထိန်ဥဆောင်ရာနောက်ကိုလိုက်တယ်တိုးထိန်ကျွေးတာစားတယ်တိုးထိန်ကိုပဲအာရုံစိုက်တယ်သင်တိုးထိန်ကိုပဲအာရုံစိုက်ပါသူ့အကုန်တာဝန်ယူသွားလိမ့်မယ်သင်တခုဖြစ်လာပြီနှုတ်ဖျက်ရှင်မစားလိမ့်မယ်ပြောကြည့်အောင်ဖျက်ခင်မစားလိမ့်မယ်ပြောရအောင်ဖျက်ခင်မစားလိမ့်မယ်ယောက်ျားရဲ့ကျူရှင်ဘောမရှိတော့ဖျက်ခင်မစားလိမ့်မယ်အကြောင်းကြောင်းစိတ်တွေလာတော့မယ်ဖျက်ခင်မစားလိမ့်မယ်ဟယ်လိုဖျက်ခင်မစားလိမ့်မယ်ဖျက်ခင်မစားလိမ့်ပြောကြအောင်ဖျက်ခင်မစားလိမ့်မယ်ဖျက်ခင်မစားမယ်ပြောတာပဲနင်ကလည်းမလို့မရှိတော့ဖျက်ခင်မစားမယ်မပူနဲ့လာလိမ့်မယ်ဘာပြောဘုရားခင်မစားလိမ့်မယ်စောင်းကြည့်ဘုရားခင်မစားလိမ့်မယ်ဘုရားခင်မစားလိမ့်မယ်ပြောပြီးသွားရင်ဘာလုပ်ရလဲသိလားကွန်ပျူတာရှစ်ထိုင်ပြီးတော့ကိုရီးယားကတော့မကြည့်နဲ့ဝိညာဉ်တော်နဲ့မိတ္တာဖွဲ့ရတယ်ဝိညာဉ်တော်နဲ့မိတ္တာဟာဘုရားကပတ်စံထုတ်လိုက်ဘတ်ဆိုချပေးတယ်ဘုရားမဟုတ်ဘူး
ဖျားသခင်နဲ့မိတ္တဟာယဖွဲ့နေတဲ့ဖျားသခင်ကအဲ့ဒီကြောင်းစိတ်နဲ့ပတ်သက်တဲ့အရာကိုဘယ်လိုရမလဲဆိုတာကိုဖျားသခင်ကပညာပေးလာတယ်ဟယ်လိုဝိညာဉ်မိတ္တဖွဲ့ပြီးတဲ့အခါမှာကျမ်းစာများများဖတ်ဘာဖြစ်လို့လဲတုတ်တန်ခန်းကြီး2အငယ်6ဖတ်ပေးပါဦးတုတ်တန်ခန်းကြီး2ငယ်6ဘာပြောလဲထာဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏တဲ့နားလည်နိုင်သောဉာဏ်သည်ဒါဆိုတော့ဘာလုပ်ရမှာလဲသင်ကိုနားလည်နိုင်အောင်နှုတ်ကပတ်တော်ဘုရားခင်ဖွင့်ပြလာလိမ့်မယ်ဘာလုပ်ရမလဲဆိုအကုန်ဖွင့်ပြလာလိမ့်မယ်တဲ့အာမင်နားလည်နိုင်သောဉာဏ်သည်ဘာအဖြစ်မဲ့ဖြစ်လဲဘာအဖြစ်မဲ့ဖြစ်လဲဒါကြောင့်ဝိညာဉ်တော်နဲ့မိတ္တာဖွဲ့ဝိညာဉ်တော်ဖွင့်ပြတဲ့အရာကိုနားလည်နိုင်အောင်နှုတ်ကပတ်တော်နဲ့ပြန်ဆင်ခြင်ရတယ်အာမင်အာမင်ဖွင့်ပြခြင်းရယူရလားပို့ပြီးရှင်းလင်းအောင် confirmation ဘယ်ကနေပြန်ယူရလဲနှုတ်ကပတ်တော်နဲ့ယူရတယ်ညီကောင်မောင်တို့အာမင်ဘုရားနဲ့ချိန်ယူပါမိတ္တာဖွဲ့ပါအနားယူတယ်ဆိုတာပါလဲမှတ်ထားညီကောင်မောင်တို့မုံတိုင်းမရှိတာကိုမုံတိုင်းမရှိတဲ့အသက်တာကိုအနားရတယ်လို့ခေါ်တာမဟုတ်ဘူးပြဿနာမရှိတဲ့အသက်တာကိုအနားရတယ်လို့ခေါ်တာမဟုတ်ဘူးပြဿနာထဲမှာနားနိုင်တဲ့အသက်တာကို rest လို့ခေါ်တာမုံတိုင်းထဲမှာအိပ်ပျော်တဲ့အသက်တာကို rest လို့ခေါ်တာ hallelujah amen အဲ့ဒါမှတ်ထားညီကိုမောင်မတော်ဘာမှမလုပ်ရတဲ့အသက်တာကိုပြောနေတာမဟုတ်ဘူးဖခင်လှုပ်ခိုင်းတဲ့အရာလေးကိုအေးဆေးလေးလှုပ်သွားရုံပဲအဲ့ဒီပုံမှာဖခင်ရဲ့မဆာခြင်းအများကြီးပါသွားတာတောင်းကြောညီကိုမောင်မအားလုံးပြောပြမယ်မာနမုံကိုနေ့တိုင်းကောက်ရပေမဲ့အနားယူတဲ့နေ့မှာမကောက်ရတော့ဘူးအနားယူတဲ့နေ့မှာမကောက်ရဘူးအနားယူတဲ့နေ့အတွက်ဘုရားသခင်ကအကုန်ပြင်ဆင်ထားတယ်ပြောရအောင်အနားယူတဲ့နေ့အတွက်ဘုရားအကုန်ပြင်ဆင်ထားတယ်ဒါကြောင့်မနှက်ပြန်ဖို့မစိုးရိမ်နဲ့တဲ့မနှက်ပြန်တော့မစိုးရိမ်နဲ့လို့ဘာလို့ပြောတာလဲဆိုတော့ तू အကုန်ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်လို့ဖြစ်တယ်သင်ရဲ့အလုတ်ကအနားယူတတ်ဖို့လိုတယ်ဘယ်လိုအနားယူမှာလဲဒါလေးနဲ့ဆုံးသက်ပြစီဟေဘရဲခန်းကြီးလေးချက်လေးဖိုက်ပေးပါဟေဘရဲခန်းကြီးလေးအငယ်1ကနေဒါလေးနဲ့ဆုံးသက်မယ်ကျွန်တော်ဟေဘရဲအခန်းကြီးလေးတောင်းကြီးကိုမောင်မတို့မှတ်ထားပေးပါတင့်ကိုအခုဗျာကျွန်တော်တို့တန်ရှင်းခြင်းအတ္တနဲ့သွားချင်တဲ့သူတွေမတန်ရှင်းနိုင်ဘူးဖြစ်နေဘယ်သူမှစမလဲဘုရားမစမယ်ဆိုတော့ဘာလုပ်ရမလဲတင်အဲ့ဒီမဆာချင်းနဲ့တင်သွားနိုင်ဖို့တင်ဘာလုပ်ရမလဲပြောတန်ရှင်းသောဝိညာဉ်တော်နဲ့ဘာလုပ်ခိုင်းလဲဒါတော့တင်းဥဆရာများကောင်းကြီးပိတ်ဘာအမြဲတမ်းပိတ်လဲအဖခမည်းတော်ကြီးမြစ်တာတော့ကယ်တင်ပိုင်ရှင်ခရစ်တော်ဖျားကြီးဂျေဇုတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားကြီးပါလဲမိတ္တဟာယဖွဲ့ခြင်းဝိညာဉ်တော်နဲ့ကမိတ္တဟာယဖွဲ့ဖို့အင်မတန်အရေးကြီးတာအာမင်ဒီကောင်မောင်မတို့ခမည်းတော်ကတေချာနားထောင်ပေးခမည်းတော်ကလည်းခမည်းတော်ရဲ့ခန္ဓာဖြတ်သွားတဲ့အခါမှာကြောကိုတဲ့ဘယ်သူမြင်ရလဲလို့ပြောလဲမောရှေမြင်ရတယ်ယေရှုသားတော်ကြတော့လည်းပဲဂျူးယောက်ျားပုံစံမျိုးနဲ့လောကကိုရောက်လာတာအမေတန်ရှင်သောဝိညာဉ်တော်ကြတော့ဘာပုံမှမပေါ်ဘူးကျမ်းစာထဲမှာဘာလို့လဲလို့ကျွန်တော်ဖះအောင်မေးတယ်မင်းခုမင်းမှန်ထဲမှာသွားကြည့်လိုက်တယ်တန်ရှင်သောဝိညာဉ်တော်ကဘာလို့ဝိညာဉ်နဲ့ပဲရှိတာလဲသိလားတဲ့မင်းအထဲမှာရှိလို့တဲ့တန်ရှင်သောဝိညာဉ်တော်ကမင်းနဲ့အတူရှိပြီးတော့မင်းအထဲကနေအလုပ်လုပ်ပေးတာတဲ့ဒါတော့တန်ရှင်သောဝိညာဉ်တော်ကဗိမာန်တော်ကပါလဲကျွန်တော်လေတင်လေဟာလေလုယာဒါတော့တတူးထိုးခိုင်းလားဘာလို့မထိုးခိုင်းတာလဲသိလားတင့်ခန္ဓာကိုတင်မမပိုင်တာတန်ရှင်သောဝိညာဉ်တော်အခုတန်ရှင်သောဝိညာဉ်တော်ပိုင်တဲ့ခန္ဓာကိုကြီးကိုခမရသွားပြီးတော့မှကိုလှုပ်ချင်တဲ့ပုံစံမျိုးစုံရှောက်ထိုးလို့ရလားမရဘူးလေခမရခန္ဓာကိုခမရပိုင်လားမပိုင်ဘူးသူပိုင်တာလဲတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်တဲ့ဗိမာန်တော်ဆိုတော့တင်မပိုင်မှတင်သိပြီးတော့တန်ရှင်သောဝိညာဉ်တော်ပိုင်တဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာတင်သဘောပေါက်ရင်တင်ဘယ်လိုနေရမလဲတင်သိသွားလိမ့်မယ်ဟာလေလုယာ
တင်တမှုမထားတတ်လားဟုတ်လားတင်တတူးထိုးမလားမထိုးဘူးလေဘာလို့မထိုးရလဲငါခန္ဓာကိုငါမပိုင်တာငါဘာလျှောက်လို့မလဲပါမရှင်တောင်းရမယ်လေဟိုပါမရှင်လာမယ်လေ no လို့ပြောတယ်လေ no လို့ပြောမထိုးနဲ့ပေါ့ဒါရှင်းပြီးတော့မှတရှင်တော်ဝိညာဉ်တော်ကျင်းဝတ်တဲ့ဗိမာန်တော်ဖြစ်တဲ့ကြောင့်တင်မကောင်းတာတွေတင်ရှိစရာမလို့ဘောဘာလို့သူ့ပိုင်တာလေဒီခန္ဓာဒီမျက်လုံးကသူ့ပိုင်တာလေအဖိုးနဲ့ရွေးဝယ်ထားပြီးဒုမပိုင်တော့ဘူးဘေးနာရှိတယ်ပြောလိုက်မင်းကိုမင်းမပိုင်ဘူးလို့မင်းကိုမင်းမပိုင်ဘူးမင်းကိုမင်းမပိုင်ဘူးကျွန်တော်ပြပြမယ်ညီကောင်မောင်တော့မှတ်ထားတင့်ကိုတင်မပိုင်ဘူးလို့တင်သိပြီးတော့အဲ့ဒီကိုခန္ဓာဖရားအတွက်သာတင်အမြဲတမ်းဖြစ်ပါစေအဲ့ဒီကိုခန္ဓာကြီးအမြဲတမ်းလမ်းစားနေလိမ့်မယ်ဟာလေလုယာအခုဒေးဗစ်လာခန္ဓာကိုဘယ်သူပိုင်လဲတန်ရှင်တော်ဝိညာဉ်တော်ပိုင်တယ်โอเคတင့်ခန္ဓာကိုဘယ်သူပိုင်လဲ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 သူလွတ်လပ်စွာအလုံးလုံးနိုင်တဲ့အတ္တတာဖြစ်ပါစေတန်ရှင်တော်ဝိညာဉ်တော်လက်ကတင့်လက်ဖြစ်ပါစေတန်ရှင်တော်ဝိညာဉ်ခြေထောက်ကတင်းခြေထောက်ဖြစ်ပါစေအဲ့ဒါမနက်တိုင်းဆက်ကတန်ရှင်တော်ဝိညာဉ်တော်မျက်စိကတင်းမျက်စိဖြစ်ပါစေတန်ရှင်တော်ဝိညာဉ်တော်နာအတင့်နာဖြစ်ပါစေဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ကလွတ်လပ်စွာအလုံးလုံးရတဲ့အတ္တတာဖြစ်ပါစေအာမင်အဲ့ဒါပဲအဲ့ဒါဆိုဘာဖြစ်လာမလဲသင်လက်နဲ့ထိတဲ့သူကကျမ်းမာခြင်းရလာလိမ့်မယ်ဘသူကြောင့်လဲဝိညာဉ်တော်ကြောင့်ဘာမှလုပ်ဆရာမလို့ငါဒီခရစ်တော်နဲ့တူလောကထဲမှာတည်ခံပြီးတိုးတော်လဲအသက်ရှင်နေထိုးသို့ဆိုတော့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါ၌ရှင်တော်မူယောဟေဘဲဩရာစာခန်းကြီးလေးဖတ်ပြပါကျေးဇူးပြုအခန်းကြီး1ကနေစဖတ်အငယ်1ကနေဖတ်ပြပါ4:1အခွင့်ကိုပေးသောဂတိโอเคချမ်းသာတဲ့တို့ဝင်ရတော့အခွင့်ကိုပေးတော့ဂတိတော်လေချမ်းသာတဲ့ကိုဘယ်လိုဝင်ခွင့်ရလဲဘသူအဖြစ်ဝင်ခွင့်ရလဲဝင်လေပြမန်းတော့သူပေါင်းတို့ငါထံတော့လာငါချမ်းသာဘယ်လိုဝင်ရမှာလဲယေရှုအဖြစ်မဲ့ဝင်ရတယ်ငါဒီလမ်းခီးဖြစ်တယ်လို့မပြောဘူးလားငါဒီတကားဖြစ်တယ်လို့မပြောဘူးလားငါဒီတိုးဝင်ရဘာဖြစ်လဲတကားဝဖြစ်တယ်လို့မပြောဘူးလားဆိုတော့ငါထံတို့လာလို့ပြောတဲ့ခါမှာဘသူစီလာခိုင်းတာလဲယေရှုအဖြစ်ငါဒီကြက်စားရထဲသို့ဝင်စားတဲ့တတ်တာဖြစ်လာတာတော့ထွားပြောသည်ငါတိုးထိန်ဖြစ်တယ်ငါဒီစင်းရမခံဆိုတာဘာလို့တာလဲငါကတိုးဝင်တော့တကဝဖြစ်တယ်ငါအဖြစ်ဝင်တော့သူဒီဘာလို့တွေ့မလဲကြက်စားဆိုတာဘာလဲတင့်အတွက်ဖျားပြင်ဆင်ထားတော့မင်္ဂလာထဲကိုတင်ဝင်စားရမှာဘသူအဖြစ်လဲ yesယေရှုအဖြစ်တင်တိုးဝင်တော့တကားဝယေရှုခရစ်တော်ဒီခုတော့တိုးဝင်တော့တကားဝအဖြစ်တင်ဝင်တဲ့အခါမှာကြက်စားကိုပြင်ဆင်တာအဲ့ဒါကိုဒါဝိဒ်ကပြောနေတာထရာဖတ်ဒီငါတိုးထိန်ဖြစ်တယ်ငါဒီဆင်းရဲမခံရဘူးယေရှုခရစ်တော်ဒီငါရဲ့ကြွယ်ဝခြင်းကြောင့်ဖြစ်တယ်ငါဒီဘယ်တော့မှဆင်းရဲမခံရဘူးအာမင်ပြောရအောင်ယေရှုခရစ်တော်ဒီငါရဲ့ကြွယ်ဝခြင်းဖြစ်တော်ကြောင့်ငါဒီဘယ်တော့မှဆင်းရဲမခံရဘူးဟာလေလုယာစိတ်လန်းသောကြက်စားအရာမှာငါ့ကိုဘာပြောလဲအကောင်းဆုံးနေရာကိုငါ့အချိန်တန်တဲ့ခါမှာပြင်ဆင်ပေးလိမ့်မယ်အာမင်တင်ခုရှိတဲ့နေရာအဆင်မပြေပါဘူးဒါပေမဲ့အချိန်တန်တဲ့ခါမှာပြောရအောင်ချိန်တန်တဲ့ခါမှာလှပစွာအလုပ်လုပ်မယ်ဘုရားဖြစ်တယ်ဟာလေလုယာယုံကြည်တော်သူဖြစ်ပါစေဘာဖြစ်လို့လဲယေရှုကြောင့်သင်ဟာမင်္ဂလာကိုအထူးခံထိုက်တော်သူများဖြစ်ပါတယ်ဟာလေလုယာဘာမှမစိုးရင်နဲ့တင့်သားသမီးတွေ့လာတင့်ဘာအတွက်ဘာမှမစိုးရင်နဲ့တင့်အတွက်ဖျားကုန်ပြင်ဆင်ထားပြီးသားဘာကြောင့်လဲဝန်လေးပင်မတော့သူငါထမ်းတော့လာငါချမ်းသာဒါကြောင့်ဒါဝိဒ်ကပြောတာထရာဖတ်ဒီငါတိုးထိန်ဖြစ်တယ်ငါစင်းရဲခံစရာဘာအကြောင်းမှမရှိဘူးပြောရအောင်ငါစင်းရဲခံစရာဘာအကြောင်းမှမရှိဘူးအာမင်ငါမျက်နှာငယ်စရာဘာအကြောင်းမှမရှိဘူးဆုံးရှုံးစရာဘာအကြောင်းမှမရှိဘူးပတ်စံချင်းငါစရာဘာအကြောင်းမှမရှိဘူးပြောပတ်စံချင်းငါစရာဘာအကြောင်းမှမရှိဘူးငါသူများကိုပေးကမ်းတော့သူဖြစ်ရမယ်သူများကိုမဆတော့သူဖြစ်ရမယ်သူများကိုကျွေးမွေးတော့သူဖြစ်ရမယ်ဟာလေလုယာလက်ခုပ်တီးလေးဖျားရှင်နာမတော်ကျွန်တော်ကောင်းချီးပေးရအောင်ဟာလေလုယာဒါကြောင့်ချမ်းသာတဲ့ဝင်ရတော့အခွင့်ကိုပေးထားပြီလားငါတို့ပေးထားပြီးသားဂတိတော်မရှိဘူးလားငါတို့နဲ့ရှိရတဲ့အချို့သောသူတို့ဒီမမိပဲနေပြီကိုစိုးရင်ကြကုန်အားနဲ့စဖတ်ပေးပါညီလေးစီဒါကြောင့်ကျွန်တော် gospel ဆိုတာအရေးကြီးတယ်လို့ပြောတာဧဝံဂေလိတရားစကားဆိုတာအင်မတန်အရေးကြီးတယ်ဧဝံဂေလိတရားစကားဘယ်ထဲကို
တွန်းပို့တဲ့ဟာလေတလားဧဝံဂေလိတင်လက်ခံယုံကြည်လိုက်တာနဲ့တည်င်းကောင်းကိုယုံကြည်လက်ခံတဲ့တင်ကဘယ်ထဲဝင်ပြီလဲချမ်းသာထဲသို့ဝင်ရတော့အခွင့်ကိုဖခင်ပြင်ဆင်ပေးလိုက်ပြီဟာလေလုယာဟာလေလုယာဒါမှတ်ထားဒါပေမဲ့ချမ်းသာထဲရောက်ပြီးတဲ့အခါမှာချမ်းသာထဲရောက်ပြီးတဲ့အခါမှာကျွေဝချင်းနဲ့ဆက်ပြီးတော့သွားဖို့ရတော့ကအရေးကြီးတဲ့အရာကျွန်တော်ပြောပြမယ်အခုချမ်းသာဝင်တော့ခွင့်ပေးတော့ကလေးငါတို့ရှိလဲအချို့တော့ဒီမမီပဲနေမိကိုစိုးရင်ကြကွာဆက်ဖတ်ပေးညီကိုညီလေးသူတို့ကြားရတော့တရားစကားသူတို့ကြားတော့ပါလေပြောသူတို့ကြားတော့ပါလေအပတ်တိုင်း MCA မှာကြားတော့တရားစကားတွေကမကောင်းဘူးလားရှယ်ရီပဲမဟုတ်ဘူးလားဟုတ်မဟုတ်ဘူးလားရှယ်ရီပဲဟောနေတာမဟုတ်ဘူးလားကွယ်ကြားတော့တရားစကားဒီသူတို့ထင်းနိုင်ဘာဖြစ်လဲယုံကြည်ခြင်းနဲ့ဘာဖြစ်လဲကွယ်မယောနောတော့ကြောင့်ဖခင်ကအကျိုးပေးတယ်ဖခင်ဖြစ်ပေမဲ့အကျိုးမရတာဘာကြောင့်လဲယုံကြည်ခြင်းနဲ့မယောနောလို့ဘာလဲယုံခြင်းနဲ့မယောနောဆိုတာအဲ့ဒီနှုတ်ဘတ်တော်ငါအတွက်ဖြစ်တယ်လို့သင်မခံယူလို့အဲ့ဒီနှုတ်ဘတ်တော်ငါအတွက်ဖြစ်တယ်လို့သင်ယူတော့ဝမ်းမြောက်ခြင်းမရှိလို့နောက်ကြောင့်ညီကိုမောင်မအားလုံးပြောပြမယ်ဆက်ဖတ်ပေးပါညီကိုဟာလေလုယာငါတို့ဟာယုံကြည်တော်သူဖြစ်၍ဘယ်ထဲဝင်ရလဲချမ်းသာဆိုတာဘာလဲဖခင်ပြင်ဆင်ထားတဲ့အရာချမ်းသာဆိုတာဘာလဲထာဖျားတင်ကတိုးထိပ်ဖြစ်တယ်ငါဒီစင်းမခံရစာလ23ရဲ့မင်္ဂလာတွေအားလုံးဟာဘသူအဖြစ်ရတယ်လို့ထင်လဲယေရှုအဖြစ်ကျွန်တော်အကုန်ပေးထားပြီးသားဖြစ်တယ်ထာဖျားတင်ကတိုးထိပ်ဖြစ်တယ်တဲ့ဒါဆိုရင်ယောဟန်ခန်းကြီး30မှာဘာပြောလဲငါဒီကောင်းသောတိုးထိပ်ဖြစ်တယ်တဲ့ငါဒီဘာဖြစ်လဲငါဒီဘာလဲအဲ့သိုးထိန်ကဒီနေ့ဘာပြောလဲဝင်လေးပင်မတော့သူပေါင်းငါထန်တို့လာငါချမ်းသာပေးမယ်ဘာပြောတာလဲဘလို့လာမှာလဲယုံကြည်ခြင်းနဲ့လာမှာဘလို့လာမှာလဲဘာနဲ့ဘလို့လာမှာလဲယုံကြည်ခြင်းကဘာကိုယုံတာလဲငါဖခင်အတွက်လုပ်မယ်ဆိုတာယုံတာလားဖခင်ငါအတွက်လုပ်ပေးမယ်ဆိုတာယုံတာလားဂျေဇုတော်ဆိုတာလုပ်ခိုင်းတာလားလုပ်ပေးတာလားဒါကြောင့်မတ်တာညီကိုပေါင်းမတို့ယေရှုခရစ်တော်ထံသို့လာခိုင်းတယ်ဆိုတာမင်းယုံကြည်ခြင်းနဲ့တိုးဝင်လာစမ်းမှာယေရှုကြောင့်သာအသက်ရှင်တယ်ယေရှုကြောင့်တခြင်းဆိုနိုင်တယ်ယေရှုကြောင့်ဝမ်းမြောက်တယ်ယေရှုကြောင့်အောင်မြင်တယ်ယေရှုကြောင့်လွတ်မြောက်တယ်ယေရှုကြောင့်ကြွယ်ဝတယ်လို့ပြောတဲ့သူတွေဖြစ်ဖို့အင်မတန်အရေးကြီးတယ်ဟာလေလုယာယုံကြည်တော်သူဖြစ်ပါစေဘေးနားမှာရှိပြောလိုက်ယုံကြည်တော်သူဖြစ်ပါစေယုံကြည်တော်အဖြစ်တင်ပါရမလဲသိလားအနာယူရတဲ့အခွင့်ရလိမ့်မယ်ယုံကြည်တော်အဖြစ်ချမ်းသာတဲ့သို့ဝင်စားရလိမ့်မယ်ဘာအဖြစ်လဲယုံကြည်ခြင်းအဖြစ်ဘာရမလဲချမ်းသာတဲ့သို့ဘာအဖြစ်မှဝင်အောင်ယုံကြည်ခြင်းအဖြစ်ဝင်ရလိမ့်မယ်ဒါဆိုဒီနေ့စတော့ပြောရအောင်ယေရှုခရစ်တော်အဖြစ်ငါဒီချမ်းသာတဲ့သို့ဝင်ရတော့ခွင့်ရပြီပြောရအောင်ဟာလေလုယာဟာလေလုယာယေရှုခရစ်အဖြစ်သင်ဒီချမ်းသာတဲ့သို့ဝင်ရတော့ခွင့်ကိုရသွားပြီဒါကြောင့်နေ့တိုင်းမှာညီကိုမောင်မတို့ယေရှုခရစ်တော်အဖြစ်ငါရဲ့မနက်ဖြန်ဟာလှပတော်မနက်ဖြန်ဖြစ်တယ်အာမင်ယေရှုခရစ်တော်အဖြစ်ငါရဲ့အနာဂတ်ဟာလှပတဲ့အနာဂတ်ဖြစ်တယ်ပြောကြည့်အောင်ဘာဖြစ်လို့လဲထာဖျားသည်ငါတိုးတိတ်ဖြစ်တယ်ယေရှုခရစ်တော်သည်ငါရဲ့ကောင်းသောတိုးထိန်ဖြစ်တော်မူသောကြောင့်ငါသည်ဆင်းရဲမပြောဘူးလားညီကောင်မောင်မတို့ယောဟန်ခန်းကြီး30နောက်ဆုံးဖတ်ရအောင်ယောဟန်ခန်းကြီး30ခဏလေးဖတ်ရအောင်ယောဟန်ခန်းကြီး30အငယ်7ကိုဖတ်ရအောင်အငယ်7ဖတ်ရအောင်ငါသည်ကောင်းသောအိုးဟာလေလုယာဒါဝိဒ်ကဘာပြောလဲထာဖျားသည်ငါ့တိုးထိန်ဖြစ်တယ်ငါသည်ဆင်းရဲမခံရဘူးဒီမှာဘာပြောလဲငါသည်ကောင်းသောတိုးထိန်ဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်သည်ငါရဲ့ကောင်းသောတိုးထိန်ဖြစ်တဲ့အတွက်ကြောင့်ငါသည်ဆင်းရဲမခံရဘူးဆိုတာကိုစတင်ယုံကြရအောင်နှုတ်ကနေလိုက်ဝန်ခံရအောင်ယေရှုခရစ်တော်သည်ငါ၏ကောင်းသောတိုးထိန်ဖြစ်သောကြောင့်ငါသည်ဆင်းရဲမခံရစိတ်လန်းသောကျဆာရာအရ၌ငါကိုအိတ်စေတော်မူ၏တာယာသော
မျက်နာသောလမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်ဖို့လုံငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏အကယ်၍သင်မင်းရဲ့လွှမ်းမိုးသောရိုင်ထဲသို့ရှောက်သွားတော်လဲဘေးရန်ရဲ့မကြောက်ရအကြောင်းမူကားကိုတော်သည်ကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍မထာညီကောင်မောင်မယေရှုခရစ်တော်ငါဒီကကဘာကောင်းတည်တယ်သင်တို့နဲ့ငါတူရှိမယ်လို့မပြောဘူးလားအဲ့တော့ကြောင့်မှတ်ထားသင်မင်းအရေးလွှမ်းမိုးသောကျန်တဲ့ရှောက်တော်လည်းဘေးရန်ရဲ့ကိုအကြောင်းမကိုတော်ဒီကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်ဆိုရအောင်လှန်တန်တော်နှင့်တောင်းဝေးတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါ၏ကျွန်ုပ်ရန်သူရှိမှာကျွန်ုပ်ရန်သူရှိမှာကျွန်ုပ်မုန်းသောသူတွေရှိမှာကျွန်တော်ကိုဖျက်လို့ပျက်စီးလုံးမဲ့သူတွေရှိမှာကျွန်ုပ်ကိုစပွဲခင်းတော်မူ၏ကျွန်ုပ်ခေါင်းကိုစီနဲ့လိမ့်တော်မူ၏ကျွန်ုပ်ခွတ်ဖလားသည်လိုက်ဆို2021မှာကျွန်ုပ်ခွတ်ဖလားသည်ယေရှုအားဖြင့်ကောင်းသောတိုးထိန်အားဖြင့်ရှံလျက်ရှိပါ၏အကယ်စင်စစ်ကျွန်ုပ်သည်ယေရှုနဲ့ဂရုဏာတော်ကိုဘယ်လိုခံစားမလဲပြောရအောင်တသက်လုံးခံစား၍ထာဝရဘုရားရဲ့အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်မှတ်ထားညီကိုမောင်မတို့တိုးထိန်ကိုသာ focus လုပ်ထားတိုးထိန်ကိုသာအာယုံပြုတိုးထိန်နဲ့သာမိတ္တာဖွဲ့ကြံတဲ့ကိစ္စဖះအကုန်တာဝန်ယူသွားလိမ့်မယ်သင်စိတ်ချတတ်ရင်သင်ယုံကြည်တတ်ရင်ကြံတဲ့ကိစ္စသူအလှပဆုံးအချိန်တိုင်းအလုပ်လုပ်သွားလိမ့်မယ်